Mana time bawa sore myuli di myushi. Eri bawa myuma time bedu nai lai da. Kani ka time sipwe ma lu na ting lao thi kai de. Ta ting nyo ti lo de. Era de tu nao sim dai do so bi to ka ya ai nao sim dai do. Era tu ne ala kani ai ni ala ma che u lo pyo. Kani dai nga ji de po che la. Yama bi pyo mai so lo shin nói thà bị gì vậy? Nhà bạn này cả, đó đã tí nhà bạn này phải bài toán đi. Bắt đầu nhà bạn này ngàn đô, thứ đi nhà bạn này ngàn đô, thứ đi nhà bạn này ngàn đô, số đợt nhà bạn này ngàn đô. Cái này xí để nhà bạn này ngàn đô, số đợt nhà bạn này ngàn đô nó mới chịu, mới chịu. Đem gì đi ta đi sống sâu đi là đi xí để, cũng mà bây giờ đó, số đợt nhà bạn này ngàn đô ngà. Manipura ro Atan roအဲ့ဒါတွေကမြန်မာပြည်ထဲမှာပါတယ်ပေါ့တချို့အားအခုမြန်မာပြည်ပြပဲရောက်သွားပြီအဲ့လိုလေးတွေတော့ရှိတယ်နော်ဒါသမိုင်းကြောင်းနဲ့ကြည့်လိုက်လို့ရှိရင်အဲ့တော့မြတ်စွာဘုရားကသက်တော်80လောက်80ကျော်80တိအရွယ်လောက်ပါဘုရားအမြဲတမ်းခရီးသွားတယ်သက်တော်ကြီးတဲ့ခရီးသွားတာဘာလို့ခရီးသွားတာတော့ဆိုဘုရားပွင့်လာတာကိုကလောကသားတွေရဲ့အကျိုးအတွက်ပွင့်တာအဲ့တော့ရသော်ဘုရားစီလာရောက်ဖူးမြော်ခြင်းမရှိတဲ့ဖူးမြော်နိုင်ခြင်းမရှိတဲ့တဲ့ရွယ်ရှိတဲ့ပုဂ္ဂိုလ်တွေကလေးသူငယ်တွေကအစပေါ့ဒေသအသီးသီးမှာရှိတဲ့ပုဂ္ဂိုလ်တွေရသော်ဘုရားဖူးပွင့်တရားနာခွင့်ရအောင်ရသော်ဘုရားခီးထွက်တာပဲနေလားအဲ့လိုခီးထွက်လို့ရှိအဲ့တော့ဒီကနေ့အခုထွက်လာတဲ့ခီးရတော့မြတ်စွာဘုရားဘယ်အနေထွက်လာတဲ့ဆိုတာတော့မပါဘူးမနတိုင်းထဲမှာခီးသွားရင်ပါဝါမြို့ကိုရောက်လာတယ်အဲ့ဒီကစထားတာနော်ပါဝါမြို့ကိုရောက်လာတယ်ရောက်လာတဲ့အခါကျတော့ပဋိစ္စယသုံးဓရဲ့တဲ့ဥယျာဉ်ထဲမှာနေတယ်နောက်ဆုံးခရီးမှလည်းပဲအဲ့တိုင်းပဲလေသုံးဓရဲ့ဆွမ်းကိုစားပြီးတော့ဝန်းလျှော်တာလေနောက်ဆုံးခရီးရအဲ့ဒါတက်တော့80ဒါအဲ့ဒီခရီးမဟုတ်ဘူးအဲ့ဒီစောတဲ့ခရီးအဲ့တော့မြတ်စွာဘုရားဘယ်ကလာတာဖြစ်နိုင်တော့ဆိုတော့ဘုရားသွားတဲ့လမ်းကြောင်းကြီးကရှိတယ်ကာတိကောသလတို့တက္ကတို့ကလာလို့ရှိရင်ကပိလောကနေပြီးတော့ကာတိကောသလဖြတ်အဲ့ဒီကနေပြီးတော့မလဖြတ်မလတိုင်းကိုကြော်တဲ့အခါကျတော့ဝိသလိဝိသိတိုင်းဖြတ်အဲ့ဒီကနေရာဇကျုအဲ့ချက်ပါပဲသွားတာပဲဗျာနော်ရာဇကျုနဲ့တာဝတိချမှာသွားတာဗျာအဲ့ခီးတယ်ဒါမှတ်ကြည့်လို့သိရအောင်ပြောနော်ရာဇကျုနဲ့တာဝတိချမှာသွားလို့ရှိတယ်ဗျာအခုပဲလာတယ်ဆိုတာတော့မထင်ရှားဘူးတာဝတိကပဲလာသလားရာဇကျုကပဲလာတာလားတခုတော့ကြွလာတာပဲအဲဒီကြွလာပြီးတော့မနတိုင်းကိုရောက်ပြီးတော့မနတိုင်းမှာပရိစ္ဆေယသုံးဓရဲ့အဘဝနာဆိုတဲ့တရားဥယျာဉ်နဲ့ရောက်လာတယ်နောက်ဆုံးခရီးတော့ကတော့နောက်ဆုံးခရီးကြတော့မြတ်စွာဘုရားပဲလာတာတော့ဆိုဝိသလိကလာတာအဲ့ဒါနောက်ဆုံးခရီးအဲ့ဒါကျတော့ခရီးစဉ်လေးပြထားရှိတယ်ဒါတော့80ကဆုံးလားဆိုရင်ပြည့်တော့မယ်ဆိုတဲ့အချိန်ဒါတော့80တဲ့အရောက်ဒါတော့80ပြည့်တဲ့နေ့မှာပြိဋိဘဆာမှာဆိုတော့ဝိသလိမှာဝါဆိုပြီးတော့အဲ့ဒီကနေထွက်လာတာဝိလူဝကမဆိုကြည့်ရမှာဝိသလိကနေထွက်လာပြီးတော့ဘယ်ကိုကြွတော့ဆိုဗန္ဓကမဆိုတဲ့ဗန္ဓရွာကိုကြွတယ်အဲ့ဒီဗန္ဓရွာမှာတရားဟောပြီးပဲကြွတော့ဆိုဟဋ္ဌိရွာကိုကြွတယ်ဟဋ္ဌိရွာနေပဲကြွတော့ဆိုအမ္ဘကမဆိုတဲ့တဲ့ပင်ရွာကိုကြွတယ်အဲ့ဒီအမ္ဘကမနေပဲကြွတော့ဆိုသံဗုကမဆိုတဲ့တပည့်ရွာကိုကြွတယ်ဒါဖျားသွားတဲ့ခီးစဉ်ပဲအဲ့ဆုံးဆုံးနေပြတာတော့မဟာဗိနိဗ္ဗာန်မှာပြထားတယ်နော်နောက်ဆုံးခီးမှာအဲ့ဒီခီးစဉ်ပဲ
အခုလည်းပဲဝေသာလိကလာတယ်ဆိုဒီလမ်းကြောင်းမှဖြစ်မယ်နော်ဒီလမ်းကြောင်းပဲလောက်မယ်ဘာဝတိဘက်ကလာတယ်ဆိုရင်တော့ဒီလမ်းကြောင်းမဟုတ်ဘူးရာဇဂိဝလာရင်ဒီလမ်းကြောင်းပဲလမ်းကြောင်းအသွားပြန်လို့သွားနေတာဖျားအဆုံးဆံလို့သွားနေတာအဲ့တော့သံဃုခမဆိုတဲ့ရွာကနေပြီးတော့ဘောဂတက္ကရာကိုရောက်တယ်ဘောဂတက္ကရာကိုဖြတ်တန်းပြီးတဲ့အခါအခုပြောတဲ့ပါဝါရောက်တာပါဝါနေဆက်ကြရင်ဘယ်တော့ကုသိနာကိုရောက်တာဒါဖျားခီးစဉ်နော်နောက်ဆုံးခီးစဉ်အခုချိန်ကတော့ဖေကိုကြွတယ်ဆိုတာမထင်ရှားဘူးဘာနာတိုင်းနဲ့မှခီးသွားရင်ပါဝါကိုရောက်လာတယ်ဘယ်ချိန်လောက်တုံးဆိုတာအဲ့ဒီချိန်မှာရှင်သာရိပုတ္တရာကတက်တော်တရားရှိနေသေးတယ်ရှင်သာရိပုတ္တရာနဲ့မြတ်စွာဘုရားကတစ်နှစ်တည်းပဲပြိဋိဘဆန္ဒတစ်နှစ်တည်းဆိုတာရှင်သာရိပုတ္တရာကတဆောက်ပေါင်းလာပြီနေပါပြိဋိဘဆန္ဒနဲ့မြတ်စွာဘုရားကလာမဲ့ကဆုံလာပြီကျတော့ပြိဋိဘဆန္ဒတော့နှစ်ကတူတူပဲလို့ပြောတဆောက်ပေါင်းတော့ပြသူတို့တဲ့တခုအဲ့ဒီတော့ဆက်သွားမယ်ဟာပေါ့နှစ်တော့ဝဲပါပေါ့လေနော်လာကအဲ့ဒါတော့ရှိတယ်တသောမုံနဲ့တော့ပြသူတူတယ်တပေါင်းဒါအဲ့ဒီနှစ်နဲ့တွေ့လို့ရှိရင်အဲ့ဒီဘက်က၄လတကူးကစုံနောက်2လ9လလောက်ပါနော်အဲ့ဒါကတက်တော်80အခုကအဲ့ဒီခီးမဟုတ်ဘူးရှင်သာရိပုတ္တရာပါလာတဲ့အခုဟာပါလာတဲ့အတွက်ကြောင့်တက်တော်80ခီးမဟုတ်ဘူးသို့တော့ဘာဖြစ်လဲလို့ဆိုလို့ရှိရင်အဲ့ဒီအချိန်မှာချင်းဖျားလို့ခေါ်တဲ့နိဂန္ဓနာတဗုဒ္ဓကအဲ့ဒီဘာဝမြို့မှာသူကကွယ်လွန်သွားတယ်နော်ချင်းဖျားကဘာဝမြို့မှာကွယ်လွန်သွားတယ်ခဏထိအောင်ချင်းဖျားရဲ့တတိတာဝကလေးရှိတယ်ချင်းဖုန်ကြီးဆိုတာရှိတယ်နော်ချင်းဆိုတဲ့အဓိပ္ပာယ်ကစိနဆိုတာအောင်နိုင်သူလို့သူတို့ကိုသူတို့နာမည်ပေးတယ်အဲ့ဒါကိုအိန္ဒိယအတန်နဲ့ထွက်တဲ့အခါခိနနော်အဲ့ဒီအတန်လေးကိုမှတ်ထားမယ်ဆိုလို့ရှိရင်စညအဲ့ဒီထဲမှာစအဲ့ဒီလေးလုံးအတန်ကွဲတယ်လို့မှတ်ထားပမာကစလုံးစလိစကွဲစပြည့်စွဲနော်စလို့ဖတ်တယ်အိန္ဒိယအတန်နဲ့ကြတော့ကြလို့ဖတ်တယ်ဟုတ်ကြစလုံးကြတော့ကြဒါမို့သစ္စာကိုစัจ जा လို့ဖတ်တယ်နော်စလိန်ကြတော့ချတဲ့ကัจฉာမိသစ္စာမိကိုကัจฉာမိအဲ့လိုဖတ်တယ်နောက်ပြီးတော့စိနာကြတော့ချိနာလို့ဖတ်တယ်ဒါမို့အိန္ဒိယနိုင်ငံမယ်ဒီမှာစာကွဲနဲ့ဆိုရင်စံကြီးကံဒီဆိုကြောက်လိုက်ကြတယ်စံကြီးဆိုတာသင်္စရပဲသင်္စရကိုဖတ်လိုက်တဲ့အခါစံကြီးလို့ဖြစ်သွားတယ်သူတို့ကအတတ်အတွက်ပြောင်းတာပေါ့နော်စံကြီးရကိုစံကြီးလို့ဖတ်တယ်ဒါသူတို့ကဖတ်တဲ့နည်းပေါ့နော်စာကွဲကိုခြေနဲ့ဖတ်တာဒါတော့ရှိတာပဲနော်အခုဟိုဒီနေ့ကြည့်ပါလားစာကွဲကိုခြားနဲ့ဖတ်တာရှိတယ်လို့နော်ဆန်ဟိုစေးလို့ရေးထားပြီးတော့လူတွေဖတ်တာဆန်ဟိုစေးခြေနဲ့ရေးတာဒါပဲစေးလို့ဖတ်တာခြေမဟုတ်ဘူးသိကြပါနော်အဲ့ဒါကြတော့ပါလဲတော့ဆိုဆန်ဖရန်စစ္စကိုတို့အမေရိကမှာဆန်ဟိုစေးတို့အဲ့ဒါတွေကစပိန်နာမည်တွေစပိန်စကားလုံးတွေအဲ့ဒီအားတွေအဲ့ဒီဘက်ကစပိန်စကားပြောတဲ့မက္ကဆီကိုနဲ့နေဒါတော့ဘုသူတ္တပြောပြတာပါအတန်ရွက်ကအဲ့လိုကြွပြမှုရှိတယ်လို့နော်ဒါကြတော့စလို့ဖတ်တယ်အဲ့ဒီငါလုံးပဲမှတ်ထားပါကိုစလုံးကိုကြစလိန်ကိုချအစဲတိုင်းပဲစာခွဲကြတော့ခါငယ်ချစာမြင့်ကြတော့ခါကြီးချအဲ့လိုဆိုလို့လေနော်အဲ့လိုဖတ်တာအဲ့တော့ချိန်ဖျားကြိတ်ဖျားနဲ့ခေါ်တာချိနာကိုခေါ်တာသူတို့ကချိနာချိန်ကိုင်းလို့ပြောတဲ့အခါကျတော့ချိနာရဲ့တပည့်တွေကျတော့ဂျိုင်းနာလို့အိန္ဒိယကသုံးတယ်
နော်ချိနာရဲ့တပည့်ကိုချိုင်းနာလို့သုံးတယ်အဲ့ဒါကြောင့်မို့လို့ချိုင်းနာကနေပြီးတော့အခုချိုင်းချင်းလို့ဒီလိုအတတ်ထွက်လာတာအဲ့တော့ချင်းဖုန်ကြီးဆိုတာအဲ့ဒါပြောတာနော်သူတို့ကိုသူတို့အောက်နိုင်သူစိနာဆိုတဲ့အဓိပ္ပာယ်လို့ပြောတာဘုရားဘာသာတွေဗမာတွေကလည်းပြောကြတာပဲအရဟံဘဂဝါစိနောဆိုတာအဲ့ဒီစိနောပဲစိနောရတတို့ဘသူတို့ဒီစိနောအချီနောပဲနော်သူတို့ကလည်းအဲ့ဒီအဓိပ္ပာယ်ယူထားတာအဲ့ဒီအဓိပ္ပာယ်ပဲဟုတ်အဲ့တော့မြတ်စွာဘုရားဒီပါဝါကိုကြွတဲ့ခရီးဟာအခုကြွတဲ့ခရီးဟာတတ်တော့85နှစ်ကျော်တဲ့အချိန်မှကြွတာလို့ပြောလို့ရတယ်80မတိုင်ခင်ဆိုတော့ကြွတယ်လို့လည်းပြောလို့ရတယ်ဘာလို့လဲဆိုရင်နောက်ပိုင်းမှာစာထဲမှာပါလာတယ်မြတ်စွာဘုရားပါဝါရောက်တဲ့အချိန်မှာတဲ့မကြခင်ကမှမကြခင်လာနိငယ်လို့လည်းဖြစ်ချင်းဖြစ်မယ်ပေါ့မကြခင်ကမှနိဂန္ဓနာတဗုဒ္ဓဟာပါဝါမြို့မှာကွယ်လွန်သွားပြီနော်အဲ့ဒီဖြစ်ပြက်ကလေးပါတယ်အဲ့ဒါနောက်ပိုင်းလာလိမ့်မယ်နော်အဲ့တော့ဟုတ်ပြီမြတ်စွာဘုရားပါဝါမြို့မာနတိုင်းရဲ့ပါဝါမြို့ရောက်လာတယ်အဲ့ဒီပါဝါမှာမြတ်စွာဘုရားကိုကိုးကွယ်တဲ့စုံဓဆိုတဲ့ပဋိပရိစ္ဆေယရှိတယ်နော်စုံဓဆိုတဲ့ပရိစ္ဆေယရဲ့တဲ့ဥယျာဉ်မှာတည်းသုံးတယ်အဲ့ဒီစုံဓဘုရားဘာသာဘုရားကြောင့်ဆောက်ပေးထားတာအဲ့တော့ဘုရားကြွတဲ့အချိန်မှာမန္လဆိုတဲ့ဘုရင်ကြီးလူမျိုးအုပ်စုတစ်ခုပေါ့နော်မန္လဆိုတာသူတို့ကခဏရာလို့ခေါ်တယ်ခုဟိုတင်ပေါ့တယောက်တည်းအုပ်ချုပ်တာမဟုတ်ဘူးoligarchy system လို့ခေါ်တယ်oligarchyဆိုတာဟိုတူတဲ့ဘုရင်စနစ်နဲ့အုပ်ချုပ်တာမဟုတ်ဘူးအဖွဲ့နဲ့အုပ်ချုပ်တာမန္လလူမျိုးတွေကအဖွဲ့ပြီးတော့အုပ်ချုပ်တာခုခေတ်ပါနဲ့တူတော့ဆိုလို့ရှိရင်တော့ပါဠိမတ်ဒီပုတ်ပါဠိမတ်နဲ့အစုနဲ့တွတ်တူတယ်ပေါ့နော်သူတို့မန္လလူမျိုးတွေအုပ်ချုပ်တာသူတို့မန္လမျိုးနွယ်စုတွေကလူမျိုးနွယ်စုတစ်ခုကအုပ်ချုပ်တာသူတို့အုပ်စိုးတဲ့လူမျိုးဝေသာလိမှာလည်းပဲလိပ်ဆွေတွေကအုပ်စိုးတယ်အဲ့လိုအုပ်စိုးလိုက်အဲ့ဒါကိုစာပေထဲမှာခဏရာလို့ခေါ်တယ်အစုလိုက်ပြပြကြတာတယောက်တည်းမဟုတ်ဘူးတာဂိဝင်တွေရဲ့တက္ကတိုင်းကလည်းပဲထုတ်တူပဲအစုလိုက်ဒါကြောင့်မို့သုတ္တရဏမင်းကြီးကဧကရိပယင်မဟုတ်ဘူးဧကရိပယင်မဟုတ်ဘူးကောသလတို့ဖိပိတာရတို့ကဧကရိတိသူတို့ကဧကရိတိကပိလဝုကိုအုပ်စိုးတာကသုတ္တရဏဘုရင်ကြီးကအုပ်စိုးတယ်အဲ့ဒီအချိန်မှာဒါပေမဲ့အလှည့်ကြမင်းပြုရတယ်သူတို့ကအခုမန္လတိုင်းကလည်းပဲအလှည့်ကြပဲဝိစီတိုင်းကလည်းပဲအလှည့်ကြမင်းပြုကြတာသူတို့မှဘာရှိတော့ဆိုရင်တိုင်းမင်းဆွေးနွေးတဲ့ဂတိခေတ်ဆိုလို့ရှိရင်လွတ်တော်တို့အစည်းအဝေးခမ်းမကြီးတွေတို့ဆောက်ထားအဲ့ဒါကိုပါဠိပါတန်ထာဂရလို့ခေါ်တယ်သူတို့ခေတ်ကခေါ်တယ်အခုအိန္ဒိယမှာလည်းအခေါ်တစ်ခုရှိတယ်ပัญจယလို့ခေါ်သလားမသိဘူးအဲ့ဒီခေါ်ရှိတယ်သမဏနေတဲ့နေရာကျတော့ဘုဝံတို့အဲ့လိုခေါ်တယ်ထင်တယ်သိချာတော့သူတို့ပါဠိနာမည်တွေပဲအဲ့ဒီအဲ့ဒါသူတို့ခေါ်ရခဏိထိ PJP ပါတီဆိုတာသတင်းစာတွေဖတ်ရတော့သိပါပေါ့နော် PJP အိန္ဒိယမှာအုပ်စိုးတဲ့ PJP ဘုန်းကြီးတို့တော့ပါဠိနဲ့နှိစက်တဲ့အခါကျတော့အဲ့နာမည်တွေကိုစိတ်ဝင်စားတယ် P ဆိုတာပါတော့ပါရတိယခြေဆိုတာချနတာပါရတိယချနတာပါဠိကအင်္ဂလိပ်စကားနော်သူတို့သုံးထားတာကိုပြောပြတာနော်အင်္ဂလိပ်နဲ့အိန္ဒိယစကားနဲ့တွဲသုံးထားတချို့ကမသုံးရဘူးလို့ဘာလို့ပြောလို့ဒီမှာလည်းပဲဓမ္မတာအရသာသနာစင်တာဆိုတာအင်္ဂလိပ်စကားပဲဒါပဲတွဲသုံးထားနော်တချို့ကအဲ့ဒါသုံးတာပဲအပြစ်တို့ထင်နေပပတွေကညနေအုံနောက်ကလေးကျုပ်နေတယ်သူများနိုင်ငံတွေပါပါရတိယဆိုတာ
ပါရတိယဆိုတာသူတို့နိုင်ငံဘာရတ်လို့ခေါ်တယ်ပါရတနိုင်ငံတော်ပေါ့ပါရတိယစနတဆိုတာစနတလူအပေါင်းလူထုလို့ဆိုလို့တယ်ဗမာစကားနဲ့ကြတော့လူထုတော့ဘုပြီးပေါ့ပြည်သူလို့တွေလည်းရတယ်စနတဆိုတာပြည်သူတော့ဘုလူထုခဏခေတ်တော့ပြည်သူလို့သုံးတယ်ပါရတိယစနတပါတိဆိုတာပါရတိယပါရတနိုင်ငံပြည်သူပါတိလို့ဆိုလို့တယ်အဲ့ဒီအရာတွေပေးကြည့်ပေါ့ဟုတ်လားမဟုတ်လားနော်ပေးပြီးမှအတည်ပြုပေါ့ BJP လို့ခေါ်တယ်သူကဒီဟိုနေ့တော့ကလည်းပဲအဲ့ဒီနာမည်တွေတောင်းတယ်သူကပါတယ်သူတို့တောင်းတယ်သူက BJP ဆိုတာတစ်ခုရှိသေးတယ်အဲ့ဒီကဒီဟိုတော့ကKBP တဲ့သူတို့ကြတော့အဲ့ဒါတော့တပုံဒီဟိုတပုံက KBP ဆိုတဲ့ဒီဟိုတပုံဗမာပြည်မှာရှစ်လေးလုံးခါတော့အရေးခင်းဖြစ်နေတယ်လို့ဒီဟိုမှာလည်းဘုန်းကြီးတို့အဲ့ဒီချိန်ရောက်တာဆိုပြဿနာတွေကြီးရဖြစ်တယ်အဲ့ဒါ KBP ပါလိ KBP ဆိုတာ KVP ချေရဝီရပီရ KVP အဲ့ဒီကလုံးကလည်းဗာအဓိပ္ပာယ်တော့ဆိုခြေကစနတာပဲတူတူပဲသူတို့ပါလိပြည်သူဝိမု ക്തി ဆိုတာလွတ်မြောက်ရေးပြည်သူလွတ်မြောက်ရေးအဲ့နာမယ်နော်ပြည်သူလွတ်မြောက်ရေးပါတိပဲလေ KVP အဲ့ဒီ KVP ပါတိကအဲ့ဒီမှာဟိုတနိုင်ငံလုံးကိုညမြင်နေပြောက်လုပ်ထားနေကြတော့မရှိဘူးပဲဒီမှာမသိဘူးရှူချီပေါ့လေအနေခေါ်တဲ့အနာဂရောင်လုပ်ပြီးတော့ညကြတော့သူတို့ထွက်လာပြီးဟိုဝင်တိုက်တာအဲ့ချီပြီးပြတ်သွားအဲ့တော့သူတို့စီမှာလည်းဒီအသုံးတာကိုပြောပြတာနော်အဲ့တော့ဒီချိန်နာစာနဲ့ပတ်သက်ပြီးတော့ပြောတဲ့စကားပေါ့နော်အခုမန္လဆိုတာဗမာပြည်မှာဗမာလူမျိုးတွေကဖွဲ့ပေးထားတာဖန်ဒူလစစ်သူချီသိကြလိမ့်မယ်နော်ငပယင်းကဖန်ဒူလစစ်သူချီဖန်ဒူလ origin ကအဲ့ဒီပါဝါကမန္တတိုင်းကသူကလူနာမည်ကဖန်ဒူလအဲ့ဒါကလနာမည်ဗမာနာမည်မှမနေကြနဲ့ဖန်ဒူလဆက်ကလနာမည်အဲ့ဒါကိုဖွဲ့တစိတ်အနေနဲ့ဗန္ဓုလလို့နာမည်ပေးတာတကယ်ဗန္ဓုလကဟောဒီမန္တတိုင်းမှာရှိတယ်မန္တမင်းသားဗန္ဓုလသူ့အကြောင်းလေးကိုတည်းပြောပြဗန္ဓုလရဲ့ကောသလရဲ့ဝိသိနိုင်ငံကမဟာလိရဲ့နော်မဟာလိရဲ့ဗန္ဓုလရဲ့ကောသလကပတိနတိရဲ့သူတို့ကျောင်းသားတွေတက္ကသိုလ်ကျောင်းတစ်ကျောင်းနဲ့သွားတင်တာတစိတ်ပဲတည်းလို့ပညာသင်ပဲတည်းတကယ်ချင်း3ယောက်တက္ကသိုလ်ကဘယ်မှာရှိတာတုန်းဆိုပါကစ္စတန်နိုင်ငံမှာရှိတယ်အဲ့တော့တက္ကသိလတက်စီလာဆိုတဲ့မြို့အဲ့ဒီမှာသွားပြီးပညာသင်ကြတာသူကဒီကဘယင်းတွေကသူတို့သားသမီးတွေကိုအဲ့ဒီလွှတ်လိုက်တော့ဟိုမှာဆုံကြတာကောသလတိုင်းကပတိနတိမန္တတိုင်းကဗန္ဓုလဝေသာလီကမဟာလိအဲ့3ယောက်ကကောသလတိုင်းကပတိတတိရဲ့မန္တတိုင်းကဗန္ဓုလရဲ့နော်ဝိသိတိုင်းကမဟာလိရဲ့တကယ်ချင်း3ယောက်တကယ်လို့မှဆုံရပြီးတော့အထရတမဟာသိပ္ပလို့ခေါ်တယ်အဲ့ဒီခေတ်က18ရက်တော့အတ္တပညာတွေကိုသင်ကြကျောင်းပြီးတဲ့အခါကျတော့ကိုယ်နိုင်ငံကိုပြန်လာကြပတိတတိကလည်းပဲသူ့ရဲ့သင်လာတဲ့ပညာတွေကိုဆွေတော်မျိုးတော်လေးကြားတဲ့မှာသူကအစွမ်းပြရတယ်သူတော့ဗာပြတယ်ဆိုတော့မသိဘူးမဟာလိကလည်းပဲထို့တူပဲဝေသာလိပြည်မှာသူ့ရဲ့အတတ်ပညာကိုပြတယ်
Pandula Mana Mina Pandula Tapina Pia Dua Papina Pia also Wa Si Bong Chause Tazima Wallo Mong Chause Wallo Mong Chause to see Wallo Chause to see Si Bong Chause Era to a Tadaimo Tane Kopia Eddie was he Chelsea? Do you know Eddie? Was he Dana Code that you know do that? I go. To see new reader, my tell us if you did do the shit. To have been young to show me Eddie that there's a they to say Eddie was really the one, but only Teta. To the leader, but that only Teta. See Chelsea, that only a Chelsea. But the man does he don't call me up Chapia light. Digging a piazza. To the see you ever call me up Chap light. Piazza do that, but the man Tedder. Lambares on the deal. Now so see you there, come on. Now so see you do a lebora lets him about no. Now so see so I shall like that lesson. Now so see coat there, come on. Man, down and ye be the abundant untrapper, while I'm over there. Eddie untrapper. Bandan tea there, than the coach, the piazza piazza. Edo, she like there, Kajaro. Was it like my only barney a beer? And I would do it. Tap ye chaviro. Not it, not yet, sweet new radio, not bomber, Magonia, no. And can you eat him at Tambare, look now, dream be a Tanani on Kopia, I don't not bomber. But Lula Yao, I don't go no tapiro, a gravy and Loban to a China. China, my do me, do child, Chambia, Yoso, Piro. That Bamaloka move, San Lam shoes, so that y'all do Chambia there come. And I say, did I mamma need all so you do the again, got the last she does each other. I got that thing I do. So do you can. And I know that's a do. I'll do that like I see you. I don't love her yet. I go. Manatanga Pandula, so that's the years fine that the Abadamachimar. And I will compute it and never Mabiga. Padula said to Jesus, put a thing in it, Peter. Luna member hopeful, so the only Pia. Padula, Babia, Monday, Pamabiga, do that way. A cigar, Arimana, I must see. Arimana, Daima, yes, of your Yabaro. Mana, Danga, Ludia. Here, Yabare, Chema. Turu, Bureau, Bawama. See, we come out on ye at this hollow. Era ye beat it, say, Yabara, Pia. Shadare, change your Pia Yabara, one of Sijara. Eddie look at ye, Namera, Turu Peter and Namera, open the car. Name Peter. Eddie, open the car so there. Did you do ye, see, we come at you. Pia Jala is Wanda, I am Buravadari, Shido. Yes, I will Tanya, I am a payment. Tanya Chambi, Bengala, you there, Pianet, Tangari, very pen. Baby, a king, very no king. She be very tall. Eddie Kikado. And not see that, Mahu, so there when she see that. She say, let's hear, could let show what I see it, no. She say, Jenna, Babia do it of Shiro. She, I do the told that notion. I saw that when she say, yes, I let she say that. I don't she say, oh, she did have it, Tagaya, she say, do ya. And it's how that when no solution, she say that. Say, we don't dance and she down there. I tell when. Yes, I have to do tiny so that go for Yasar. Yes, I have a level who did my tiny. No, level who did my tiny.
အလဲပေါက်မှာအလဲတိုင်းကြီးတစ်ခုရှိတယ်ပေါ့ကိုနိုင်ကြီးခေါ်မှာပေါ့အဲ့ဒီအလဲတိုင်းကြီးကိုဒီကြောပေးပြီးတော့မြတ်စွာဘုရားအရှိဘက်ကိုမျက်နှာလှည့်ပြီးတော့ထိုင်တယ်အရှိဘက်နန်းရံကိုကြောပေးပြီးတော့ပါဝါကလူတူကမြတ်စွာဘုရားဘက်ကိုမျက်နှာမူပြီးတော့ထိုင်တယ်ကျန်တဲ့ယဟန်တွေကအနောက်မျက်နှာနေပြီးတော့မြတ်စွာဘုရားရဲ့နောက်ကျောဘက်ကိုမျက်နှာမူပြီးထိုင်ရတယ်ဆိုတော့ဘုရားကိုဝိုင်းထိုင်ကြတယ်ဆိုတဲ့အဓိပ္ပာယ်ရတယ်ဘုရားရဲ့ရှိတဲ့မှာကလူတူပြိတ္တနောက်ကျောကယဟန်တာယဟန်တွေနော်ယဟန်ကယအဲ့လိုဝိုင်းထားတာဝိုင်းပြီးတော့ထိုင်နေတဲ့ပုံစံဘုရားကအလဲဘုဟုတဲ့မှာထိုင်နေအဲ့လိုထိုင်ပြီးတော့မြတ်စွာဘုရားညတော့နဲ့တော့တကောင်လောက်ရောက်တော့ဝဆနာကြီးကျော်လောက်ထိပေါ့လေမြတ်စွာဘုရားတရားဟောတာညဥယျံကုန်သွားသည့်ထိအောင်တရားဟောတယ်ဘာတရားဟောတယ်ဆိုတာဒီမှာတော့ဖော်မပြဘူးလူတူပိဋကကိုတရားဟောတယ်ဆိုမြတ်စွာဘုရားဟောနေကြတရားလို့ပြောရမယ်ဆိုရင်ဌာနကထာဌာနကုသိုလ်နဲ့ပတ်သက်တဲ့တရားတွေဟောတယ်ပြီးရင်သီလကထာသီလနဲ့ပတ်သက်တဲ့ကုသိုလ်တရားတွေဟောတယ်နောက်ပြီးရင်ဌာနသီလရှိရင်လူပြည့်နတ်ပြည့်ဆိုတာရောက်တဲ့နတ်ပြည့်ရဲ့အကြောင်းကိုဟောတယ်ဒါအကျိုးဖော်ပြတဲ့အနေနဲ့ဟောတာဟောဒီဌာနသီလလုပ်လို့ရှိရင်ဒီလိုချမ်းသာတဲ့ပုံတွေဆိုတာရှိတယ်အဲဒီကိုရောက်နိုင်တယ်အဲ့ဒါကိုတက်ကကထာလို့ခေါ်တယ်လူဆိုတာလေချမ်းသာတဲ့ဆိုမှလှုပ်ချင်တာလေဒီတိုင်းပဲလှုပ်ချင်မှာဆင်းရဲဒုက္ခဘယ်သူမှမကြိုက်ဘူးချမ်းသာတာကြိုက်တယ်အဲ့တော့တက်ကကထာဆိုတာဟောပြီးတော့ဒီထဲမှာပျော်မွေ့နေမှာဆိုလို့မြတ်စွာဘုရားကာမနာအာရိနဝကထာအဲ့နတ်ပြည်ဆိုတာပြောစရာကောင်းတာတော့ဟုတ်တယ်ဒါပေမဲ့ကာမဂုဏ်အာယုဆိုတာကွာအိမ်မက်တွေပါခဏလေးပဲပြီးဆုံးသွားမှာပါလူတွေတွေ့တာဘာမှမဆိုတော့အဲ့ဒီအချိန်မှာပြန်ဖြတ်ချတဲ့သဘောပေါ့နော်ဒါနကုသိုလ်လုပ်သီလဆောက်တည်အဲ့ဒါဆိုရင်ဟောရတို့ချမ်းသာတဲ့ပုံမှရောက်နိုင်တယ်ဒါပေမဲ့အဲ့ဒီချမ်းသာတယ်ဆိုတာလည်းသာဝရမဟုတ်ပါဘူးနော်သာဝရမဟုတ်ပါဘူးအပြည့်နာစာတွေမတတ်များပါတယ်ကာမဂုဏ်ဆိုတာငှားထားတဲ့ပစ္စည်းနဲ့တူတယ်ခဏနေပြန်ပေးရမယ်အိမ်မက်နဲ့တူတယ်နိုးတာနဲ့ပျောက်သွားပြီမရှိတော့ဘူးတော့အဲ့ဒီကာမဂုဏ်အာယုန်ရဲ့အပြစ်တွေကိုမြတ်စွာဘုရားစတုထအနေနဲ့ဟောတယ်အဲ့ဒီနောက်ကြတော့ဒီကာမဂုဏ်တွေအာယုန်တွေကိုလွတ်လိုက်မယ်ဆိုလို့ရှိရင်မင်းတို့အထီးတဲ့ချမ်းသာတဲ့ချမ်းသာစွာရှိတယ်ဆိုပြီးတော့နိက္ခမေအာနိတတကထာဆန့်ချမ်းသာတို့နိဗ္ဗာန်ချမ်းသာတို့အကြောင်းတွေကိုမြတ်စွာဘုရားဟောတာအဲ့တော့ပါဆွေးလောက်တာပေါ့နော်လူဆိုတာလေကောင်းတဲ့စမလုပ်ချင်တာလေအဲ့ဒီကာမဂုဏ်အာယုန်ချမ်းသာတွေတဲ့ပိုကောင်းတာဒီချမ်းသာပိုကောင်းတယ်အဲ့တော့လူတွေစိတ်ဝင်စားတာပေါ့နော်ကောင်းတာတွေလုပ်ပြီးအကောင်းဆုံးချမ်းသာဆိုတာနိဗ္ဗာန်ပဲဆိုတာနောက်ဆုံးမှသစ္စာလေးပါကိုဟောတယ်ဒုက္ခမကောင်းတာတွေဟောလိုက်တယ်အဲ့ဒီမကောင်းတဲ့ဒုက္ခကိုဖြစ်စေတတ်တဲ့တဏှာအကြောင်းကိုဟောတယ်ပြီးတဲ့အခါကျတော့အဲ့ဒီဒုက္ခတွေမရှိတဲ့និရောဓကိုဟောတယ်အဲ့ဒီនិရောဓရောက်အောင်မဲ့လမ်းကြောင်းကိုဟောပြတယ်ဆိုပြည့်စုံတယ်မြတ်စွာဘုရားအဲ့ဒီသစ္စာလေးပါးကိုဟောလိုက်ပြီဆိုရင်လူတွေဟာတရားတို့တရားမြတ်ရတရားတို့တရားမြတ်ရတယ်ဆိုတာဘာလို့ဆိုရှင်နေမှရှိတဲ့လောဘဒေါသတွေကိုဖယ်ရှားနိုင်သွားတာအဲ့ဒါကိုပြောတာအသိဉာဏ်နဲ့ရှင်နေမှရှိတဲ့လောဘတွေဒေါသတွေမောဟတွေအဲ့ဒါတွေကိုလျှော့ချနိုင်နောက်ဆုံးမှလုံးဝဖယ်ရှားပြလိုက်အဲ့ဒီအဆင့်ရောက်အောင်မြတ်စွာဘုရားပို့ဆောင်ပေးတာနော်အဲ့ဒီပို့ဆောင်ပေးပြီးတော့တညာလုံးအဲ့ဒီတရားတွေညဥ်ရပေါ့လေအကုန်လုံးဟောပြီးတဲ့အခါကျတော့ကဲအချိန်ကြီးတော့ကုန်သွားပြီအဲ့ဒီညတော့လူတွေကိုပြန်လှည့်လိုက်တယ်ဘယ်ချိန်လောက်တော့ဆို7နာရီလောက်ပေါ့လေညဥ်ရကုံဆုံးတဲ့အချိန်မှထီအောင်မြတ်စွာဘုရား7နာရီ7နာရီလောက်သူတို့ပြန်လှည့်လိုက်ပြန်လှည့်လိုက်တော့ယဟန်တွေကတော့တရားနဲ့နာနေတဲ့ခါတိုင်းနဲ့ညဆိုရင်သိအိတ်ကြတာမဟုတ်ဘူးတရားထိုင်ကြတာခုလည်းမြတ်စွာဘုရားတရားနာနေတော့ယဟန်တွေကတမာတိနဲ့နာတာဖြစ်တဲ့အတွက်ကြောင့်ကြောအောင်တာတို့ခါနာတာတို့ညောင်းတာတို့မရှိဘူးသူတို့မှာနော်တမာတိစွမ်းအားနဲ့မို့
လောက်ထိုင်ရထိုင်နိုင်တယ်သူတို့စိတ်ကငြိမ်နေတာအဲ့တော့မြတ်စွာဘုရားကတရားပလင်ကနေဆင်းပြီးတော့ရှင်သာရိပုတ္တရာကိုပြောတယ်ကဲမန္နတုမျိုးတွေတိုင်းလူပြည်သားတွေပြန်သွားတဲ့အခါမှာအင်္ဂါတွေကတုတ်တောင်မလို့ဘူးငြိမ်နေကြတယ်ထိုင်နေကြတယ်အဲ့ဒီမှာမြတ်စွာဘုရားရှင်သာရိပုတ္တရာကိုပြောတယ်သာရိပုတ္တရာတဲ့ရှမ်းတန်ကတွေဟာအိတ်ချက်စိတ်မရှိကြသေးဘူးစောနေသေးတယ်ပေါ့ခါတိုင်းလည်းဒီချိန်အိတ်တာမဟုတ်ဘူးစောနေသေးတယ်အဲ့ဒါကြောင့်မို့သူတို့တရားဆက်ပြီးတော့ဟောလိုက်ပါငါကတော့ခါညောင်းသွားပြီခဏလှည့်လိုက်အောင်မယ်အဲ့ဒါပြောတာဖေပိဋ္ဌိမေအာခိလယတိခါညောင်းသွားတယ်အဲ့ဒီခါပါလို့ညောင်းတာတော့ဆိုတော့ဒါခန္ဓာကိုယ်ရဲ့သဘာဝပဲလေကြာထိုင်တော့အဲ့တော့တဏှိကြောင့်ပြထားတာတော့6နှစ်ပတ်လုံးဒုက္ခရစိတ်ရဲ့ကျင့်ထားတဲ့ဓာတ်လေးရှိတယ်ပေါ့အဲ့ဒါကြောင့်ခါညောင်းအဲ့ဒီခါညောင်းတော့အညောင်းကြီးဆန့်လိုက်အောင်မယ်လဲမယ်ဆိုပြီးတော့မြတ်စွာဘုရားကထက်တောင်တဲ့ကိုကြီးမှာမြတ်စွာဘုရားလဲလျောင်းဖို့ဆိုတဲ့ဟိုရင်ကိုပြင်ထားတယ်အဲ့ဒီမှာသွားပြီးတော့မြတ်စွာဘုရားတရင်သုံးလဲနေတဲ့အချိန်မှာရှင်သာရိပုတ္တရာဟောတဲ့တရားကအရှိကြီးပဲဒီလေးတရားတော့ဟောလို့မရဘူးနောက်ရက်ဒီမှာဆက်ဟောလို့ရအောင်အဲ့ဒီမှာရှင်သာရိပုတ္တရာကသူတို့ကြားထားတဲ့သတင်းတစ်ခုရှိတယ်ဒီဘာဝမြို့မှာဖြစ်ပြသွားတဲ့သတင်းတစ်ခုကဘာလို့ဆိုငကိုကနာလန္ဒမှာနေတာချိန်ဖရာကြီးကမဟာဝီရနိကန္ဒတတဗုဒ္ဓဆိုတဲ့ချိန်ဖရာကနာလန္ဒဆိုတာဘယ်မှာရှိတော့ဆိုရင်ဒီသာသကျုမြို့နားမှာရှိတာသူကအဲ့ဒီနာလန္ဒမှာနေတဲ့ဥပလိဆိုတဲ့တထေးကြီးကချိန်ဖရာကိုကိုယ်ွယ်တာမကြခင်ကဥပလိကဘုရားဘာသာပြောင်းသွားတဲ့အခါမှာအဲ့ဒီချိန်ဖရာကနာလန္ဒမှာမနေတော့ဘာဝကိုပြောင်းသွားဇမကြီးလည်းထိခိုက်သွားတယ်အဲ့လိုသွားပြီးတော့ဘာဝရောက်တဲ့အခါမှာမကြခင်ပဲပြန်တော့မူသွားတယ်ပေါ့ချိန်ဖရာအဲ့ဒီချိန်ဖရာပြန်တော့မူတဲ့နောက်ပိုင်းမှာဒီမကြခင်ကပြန်တော့မူတဲ့နောက်မှာပဲမြတ်စွာဘုရားအဲ့ဒီရောက်သွားတာဒါဆက်ထားတာအဲ့လိုဆက်အဲ့တော့နိကန္ဒတဗုဒ္ဓချိန်ကောင်းဆောင်ဆုံးသွားတဲ့အခါကျတော့ဘာဖြစ်တော့ဆိုသူ့တပည့်ကနှစ်ချမ်းကွဲသွားတယ်နော်အုပ်စုနှစ်ခုကွဲသွားတယ်အုပ်စုတစ်ခုအခုလည်းပဲနိကန္ဒကိုင်းမှာအုပ်စုနှစ်ခုရှိတယ်အဲ့တော့ကွဲတာလည်းဖြစ်နိုင်တယ်ပေါ့အုပ်စုနှစ်ခုကဘာလို့ဆိုရင်ဝလိစလိဝတ်တဲ့ခိုင်နဲ့အဝတ်ဖြူဝတ်တဲ့ခိုင်ဆိုနှစ်ခုကွဲသွားတယ်ဝလိစလိခိုင်ကထိရှံပရာလို့ခေါ်တယ်သူတို့အတန်နဲ့ထိရှဆိုတာအယမျက်နာပဲထိတာအမရဆိုတာအဝတ်အယမျက်နာသိနေတယ်သူတို့ရဲ့အဝတ်ဆိုတော့သူတို့မှာဘာမှအဖို့ဝတ်တာမရှိဘူးလို့ပြောတယ်မိပွေးတိုင်းဖာပွေးတိုင်းနော်အဲ့ဒီခိုင်ကထိရှံပရာလို့ခေါ်တယ်သူတို့အတန်နဲ့နော်ထိရှံပရာဆိုတာခိုင်ထိတာအမရအယမျက်နာဆိုတဲ့အဝတ်ကိုဝတ်ထားတယ်နောက်တစ်ခိုင်ကဆွေတံပရလို့ခေါ်တယ်ဆွေတဆိုတာသေတအဖြူအမရကအဝတ်ဖြူဝတ်တဲ့ခိုင်ကတခိုင်အဲ့လိုခုခေတ်မှာကိုနှစ်ခိုင်ရှိတယ်သူတို့မှာအဝတ်မို့တဲ့ခိုင်ရဲ့အဝတ်ဖြူဝတ်တဲ့ခိုင်ရဲ့အဲ့ဒီနှစ်ခိုင်ရှိသွားတယ်အဲ့ဒီနှစ်ခိုင်ကွဲသွားတဲ့အခါမှာနှစ်အုပ်စုကွဲပြီဆိုတဲ့တကားမြပြီကောညားကြပြီချင်းဆဲကြဆိုးကြစကနာထိုးကြတယ်မင်းမသိပါဘူးမင်းမတတ်ပါဘူးငါမတတ်တာဆိုတဲ့ဟာမျိုးတွေပြောလာကြတယ်ပေါ့လေမင်းပြောတာမှားတယ်ငါပြောတာမှန်တယ်ဆိုပြီးတော့အချင်းမြတ်ရံဖြစ်ကြရံဖြစ်တဲ့အခါမှာအကြီးကျယ်ရံဖြစ်သွားတော့စစ်သက်ပေးလို့ကိုမရလောက်အဲ့ဒီရံပွဲကြီးတယ်ကြီးလာတယ်ပုတ်ပြီးတော့အုပ်စုနှစ်ခုကတိုက်ခိုက်မှုတွေချအောင်ဖြစ်လာနော်အဲ့ဒီလိုဖြစ်လာတာဟာသူတို့ပျက်စီးဖို့အကြောင်းပဲဖြစ်လာတယ်တဲ့
နိဂန္ဓတွေကိုကိုးကွယ်တဲ့တရားဓမ္မတွေကလည်းစိတ်ပြက်ကြဟုတ်တာပေါ့သူတို့ဘုန်းကြီးမတည့်ဘူးဆိုစိတ်ပြက်တာပေါ့သူတွေကလည်းစိတ်ပြက်ပြီးတော့စိတ်ကုန်ကြတယ်အဲ့ဒီလိုအခြေအနေဖြစ်နေတာပါပါပဲမှာနိဂန္ဓကံကြီးတစ်ခုတော့ကွဲသွားတယ်ကွဲအဲ့ဒီအခြေအနေလေးမှာရှင်သာရိပုတ္တရာတို့ခုမြတ်စွာဘုရားတို့ရောက်သွားတာရောက်တော့ရှင်သာရိပုတ္တရာကိုမြတ်စွာဘုရားတရားဟောဖို့ဆိုပြီးပြောတဲ့အခါမှာမိန့်တဲ့အခါမှာရှင်သာရိပုတ္တရာကတရားပွဲအစမှာပါပြောလို့ဆိုငါရှင်တို့တဲ့နိဂန္ဓတတ္တဗုဒ္ဓဟာဘာဝမှာမကြခင်ကနေကွယ်လွန်သွားပြီတဲ့အဲ့ဒီကစားထားတာသူကနော်မကြခင်ကွယ်လွန်သွားတယ်သူကွယ်လွန်သွားတာနဲ့တပြိုင်နက်နိဂန္ဓကိုင်းကြီးကနှစ်ပိုင်းကွဲသွားတယ်နှစ်ပိုင်းကွဲသွားပြီသူတို့ဟာအုပ်စုတွေကွဲပြီးတော့တယောက်နဲ့တယောက်ညှင်းခုန်လုပ်ပြီးတော့အာကိုရမဲ့ပြီးတော့ဖြစ်နေကြတယ်အဲ့လိုဖြစ်တာကသူဟောတဲ့တရားကမမှန်လို့ဖြစ်ရတာပါတဲ့ရှင်သာရိပုတ္တရာကနော်သူဟောတဲ့တရားကအမှန်မဟုတ်ဘူးတဲ့အမှန်တရားနဲ့ဝေးနေတယ်ဒါကြောင့်မို့လို့အမှန်မဟုတ်ဘူးငြိမ်အေးမှုကိုမပေးနိုင်ဘူးဖက်ပေါက်ကိုမပေးနိုင်ဘူးဒါကြောင့်မို့မှန်မှန်ကန်ကန်ဟောတဲ့တရားမဟုတ်ဘူးကိုယ်ပိုင်ဉာဏ်နဲ့သိတဲ့တရားမဟုတ်ဘူးအစဉ်လာဟောတဲ့တရားညတော့ဖြင့်တရားဟောတဲ့ဆိုတာအစဉ်လာတွေဟောကြတာလေခေါ်တော့မြတ်စွာဘုရားကြတော့အဲ့လိုအစဉ်လာဟောတာမဟုတ်ဘူးကိုယ်တိုင်သိတဲ့တရားဟောတာကိုယ်တိုင်သိတဲ့ကိုယ်တိုင်ရှင်းသုံးပြီးသိတဲ့တရားကိုဟောတာဒါကြောင့်မို့သူတို့ကြတော့အစဉ်လာတရားတွေဟောလာတယ်အဲ့ဒီအစဉ်လာတရားတွေကငြိမ်းအေးမှုကိုမဆွမ်းဆောင်နိုင်ဘူးဟောထားတဲ့အတိုင်းလည်းပဲညီညွတ်မှုစီလုံးမှုကိုမဖြစ်စေနိုင်ဘူးတဲ့ဒါကြောင့်မို့ဒီလိုဖြစ်တာဆိုပြီးတော့ရှင်သာရိပုတ္တရာကတတိပေးတဲ့အနေနဲ့ငါရှင်တို့ငါတို့မြတ်စွာဘုရားဟောတဲ့ဓမ္မကတော့တကယ်ကိုကြောင်ကျိုးစီလျော်ဟောထားတာဖြစ်တယ်တကယ်ဟောရင်တကယ်ဟောတဲ့အတိုင်းအဲ့ဒီတရားတိုင်းလိုက်လာရင်တကယ်အကျိုးဖြစ်ထွန်းတယ်ငြိမ်းချမ်းမှုလည်းပေးနိုင်တယ်ကိုယ်ပိုင်ဉာဏ်နဲ့သိပြီးမှဟောတဲ့တရားဖြစ်တယ်ဒီတရားတွေကတကယ်အစစ်မှန်တရားတွေအစဉ်လာကိုဟောတာမဟုတ်ဘူးဒါကြောင့်မို့ငါရှင်တို့အားလုံးဒီတရားဓမ္မနဲ့ပတ်သက်လာလို့ရှိရင်တတန်နဲ့ထွက်ရမယ်မငြင်းရဘူးအဲ့ဒါပြောနော်တတန်နဲ့ထွက်ရမယ်ဘယ်ကိစ္စနဲ့ပဲဖြစ်ဖြစ်တရားဓမ္မနဲ့ပတ်သက်လာရင်တတန်နဲ့ပဲထွက်ရမယ်အဲ့ဒါကိုသင်္ခါယိတတံအားလုံးတတန်နဲ့ပဲထွက်ရမယ်တမျိုးတွေပဲပြောရမယ်ဥပမာသစ္စာ၄ပါးဆို၄ပါးပဲဒီကသစ္စာ၄ပါးပြောဟိုကသစ္စာ၂ပါးပြောဟိုလူကသစ္စာ၅ပါးပြောမရှိဘူးအရေးအတွက်လည်းဒါပဲအကုန်လုံးတနည်းတည်းပဲပြောရမယ်နော်နဝိဝိရိတပံလုံးဝအငြင်းခုံမလုပ်နဲ့လုံးဝအငြင်းခုံမလုပ်တဲ့မူတဲ့အဲ့ဒါမှမြတ်စွာဘုရားရဲ့မြတ်သောကျင့်လို့ခေါ်တယ်မစ္စည်းမပฏิပဒါကျင့်စဉ်ကြီးဟာတဲ့ကြာရှိစွာတိမှဖြစ်တယ်သာသနာတော်ကြာရှိစွာတိမှလူတွေချမ်းသာမှုလောကသားတွေအောင်မြင်မှုအတွက်လူတွေနတ်တွေအတွက်ဒုက္ခခိတဒုက္ခအလုံးဟာဖြစ်မယ်လို့ရှင်သာရိပုတ္တရာအဲ့ဒီကနေစာဟောတာနော်အဲ့တော့မငင်းမှုတတန်နဲ့ထွက်ဖို့အကြောင်းအရာတွေကဘာတွေတော့ဆိုလို့ရှိရင်သူအုပ်စုလိုက်ရှင်သာရိပုတ္တရာပြောသွားတာစိတ်ဝင်စားကြကောင်းတယ်တစ်ချက်စုနှစ်ချက်စုသုံးချက်စုလေးချက်စုငါးချက်စုကနေပြီးဆက်ချက်စုထီအောင်ပြောသွားတာအစုလိုက်ဒီတရားတွေကိုမငင်းနဲ့ဆိုပြီးတော့ပြောသွားအဲ့တော့ဒီနေ့တော့တစ်ချက်စုလေးကိုပြပြအောင်နော်မငင်းရဘူးဆိုတာဘယ်ဟာနဲ့ပတ်သက်တုံးဆိုမြတ်စွာဘုရားဟောထားတဲ့အမှန်တရားတစ်ခုဆိုတာကိုမြတ်စွာဘုရားဟောထားတာရှိတယ်တဲ့အဲ့ဒီတစ်ခုကပါလေသဗ္ဗေတ္တအာဟာရထိတိကာတဏှီတဲ့ပြောရမယ်သဗ္ဗေတ္တအာဟာရထိတိကာနောက်ဒုတိယချက်ကသဗ္ဗေတ္တသင်္ခါရထိတိကာရှေ့ဟာတော့အကြာခဏကြားရတယ်ဒါပေမဲ့ဒီထဲမှာနှစ်ခုဟောထားနော်ဒါတစ်ချက်ဆိုတာနှစ်ခုပါတယ်သဗ္ဗေတ္တအာဟာရထိတိကာသဗ္ဗေတ္တသင်္ခါရထိတိကာအဲ့ဒါနဲ့ပတ်သက်ပြီးတော့အပြောဆိုမကွဲလိုက်ရဘူးဒီတိုင်းပဲမှတ်ရမယ်ပေါ့ရှမ်းလေးကိုသတိပေးတာနော်ဆိုလိုတဲ့အဓိပ္ပာယ်ကဘာလို့ဆိုရင်သ
သဗ္ဗေတတ္တာတရှိတတဝါတွေမှန်သမျှဟာအာဟာရချောင်ယက်တည်နိုင်ရတယ်ဒါတစ်ခုသဗ္ဗေတတ္တာသင်္ခါရထိတိကာတတ္တဝါတွေအလုံးဟာသင်္ခါရဆိုတဲ့ပြုပြင်ပေးရတဲ့အကြောင်းတွေကြောင့်ယက်တည်ခွင့်ရတာအာဟာရကြောင့်ယက်တည်နိုင်တယ်ပြုပြင်ပေးနေလို့ယက်တည်နိုင်တယ်ဟုတ်တယ်ပေါ့တညလုံးထိုင်နိုင်မလားပဲထိုင်နေမှာတော့နော်ပြုပြင်ပေးနေရတယ်ဆိုပြောင်းလဲပေးနေရတာလေအကုန်လုံးလူတွေကသင်္ခါရဆိုတဲ့နေရာမှာဒီနေရာမှာပြုပြင်ပေးရတာကိုပြောတာတနည်းအားဖြင့်ပြောမယ်ဆိုရင်အာဟာရဆိုတဲ့နေရာမှာစားစားတဲ့အစာလို့ဒီလိုအဓိပ္ပာယ်ယူတာတစ်ခုရှိတယ်နောက်တစ်ခုကတော့အစာမစားတဲ့တ attva တွေအတွက်ရည်ညွှန်းပြီးတော့အာဟာရဆိုတာအကြောင်းတရားကိုခေါ်တယ်အကျိုးတရားကိုထုတ်လို့အာဟာရဆိုတာအကြောင်းတရားတ attva တွေလောကမှာဖြစ်တည်နေတာဖြစ်ပွားလာတာရဲ့ယက်တည်နေတာမှာအကြောင်းရှိတယ်အကြောင်းမဲ့ဖြစ်တာမဟုတ်ဘူးလို့ဆိုလိုတယ်နော်အကြောင်းတရားတွေရဲ့ပြုပြင်မှုရှိတယ်အကြောင်းတရားတွေအာဟာရဆိုတာဆွမ်းဆောင်မှုသင်္ခါရဆိုတာပြုပြင်မှုဒီအဓိပ္ပာယ်လေးကိုမှတ်ရနော်နှစ်ခုစလုံးဟာအာဟာရကလည်းအကြောင်းတရားပဲသင်္ခါရကလည်းအကြောင်းတရားပဲတတ္တဝါအလုံးယက်တည်နေတာဟာနော်ဆွမ်းဆောင်မှုပေးထားလို့ထိတ်သိမ်းမှုအကြောင်းတရားကြောင့်ဖြစ်တာတတ္တဝါတွေအလုံးယက်တည်နေတာဟာပြုပြင်ထိတ်သိမ်းထားလို့ယက်တည်နိုင်တာတစ်ခုစလုံးဟာအကြောင်းတရားတွေပဲအကြောင်းမဲ့တတ္တဝါတွေဟာယက်တည်နေတာမဟုတ်ဘူးဆိုတာကိုဒါတတန်နဲ့ထွက်ရမယ်နှစ်တန်ချင်းဘယ်လိုဖြစ်မလို့ဆိုသဗ္ဗေတ္တာရတ္တိကတတ္တဝါအလုံးဟာအကြောင်းကြောင့်ယက်တည်တာမဟုတ်ဘူးဆိုရင်တတ္တဝါအလုံးဟာဘုရားသခင်ရဲ့တကူကြောင့်ယက်တည်တာအကြောင်းမဲ့ယက်တည်တာတော့အဲ့လိုတွေဖြစ်ကုန်နိုင်တယ်လေအကြောင်းတရားကိုလိုက်ပြီးတော့ရှောက်ပြောလို့ရှိရင်မြတ်စွာဘုရားမဟုတ်ဘူးတစ်ခုတည်းပဲအာဟာရလို့ဆိုတဲ့အကြောင်းတရားကြောင့်ယက်တည်တာပြုပြင်ထိတ်သိမ်းမှုဆိုတဲ့အကြောင်းတရားကြောင့်ယက်တည်တာအဲ့တော့တတ္တဝါတွေဖြစ်လာဖို့ယက်တည်ဖို့အတွက်ဘာတွေတုံးဆိုအဝိဇ္ဇာတဏှာကံအာဟာရနော်အမှန်မသိတဲ့အဝိဇ္ဇာရဲ့မှန်မသိလို့တွေ့တာတဲ့တဏှာရဲ့အမှန်မသိသည့်အတွက်ကြောင့်လှုပ်ချင်အောင်လုပ်မိတဲ့ကံတရားရဲ့စားတော့တဲ့အစာအာဟာရရဲ့အကြောင်းတရားရဲ့အာဟာရဆိုတာဒီအစာလေးတွေပြောတာမဟုတ်ဘူးအကြောင်းတရားတွေကိုလည်းပြောတယ်လေရှုတာလည်းအကြောင်းတရားပဲအောက်ဆီဂျင်လည်းအကြောင်းတရားပဲနော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့အထက်ကရာမှာတော့ဆွေးနွေးထားတာရှိတယ်ဆွေးနွေးထားတာသဗ္ဗေတ္တအာဟာရတိတိကအစာအာဟာရကိုယူမယ်ဆိုရင်နော်အစာမစားတဲ့တ attva ရှိတယ်ဆိုပါစို့ဓမ္မဘုံကတ attva တွေစားမစားပိဋိပက္ခပိဋိပဲရှိတယ်ဒီလိုလူပြေကလူတွေလိုစားတယ်လို့နတ်တွေကနတ်သုဒ္ဓစားတယ်လူပြေကဆံချုံစားတယ်ထမင်းစားတယ်အဲ့တော့တိရစ္ဆာန်တွေကမြက်စားတာတို့အသားစားတာတို့သူကလည်းသိရှိကြတယ်အဲ့ကြတော့ဘာပြဿနာဖြစ်တယ်ငရဲကြတော့ဘယ်လိုလုပ်မလို့ငရဲမှာငရဲခံရတဲ့လူကဘယ်သူကထမင်းချက်ကျွေးမှာတော့သူတို့ထမင်းချက်ချိန်ရှိရလားမရှိဘူးငရဲမှာနော်အော်ဟင်းညီညွတ်နေရတာဆံရောင်းမဲ့လူလည်းမရှိဘူးဆံသေးလည်းမရှိဘူးတော့ထမင်းစားဖို့တို့ချုပ်မို့တို့ဘောင်းမို့တို့ဝယ်ကြလည်းမရှိဘူးကော်ဖီလည်းမရှိဘူးအဲ့ဒီမှာအဲ့ကြတော့သဗ္ဗေတ္တရာထိကဆိုငရဲသားတွေမပါဘူးလို့ပြောမှဆိုလို့မဟုတ်ဘူးငရဲသားတွေကလည်းအာဟာရရှိတယ်အာဟာရတော့ဆိုရင်အာဟာရနဲ့ပြောမယ်ဆိုရင်သူတို့ပါဇက်ထဲရှိတဲ့တွေးမျိုးချတာအာဟာရပဲတဲ့နော်အဲ့ဒီအစားအစာကိုမယူဘူးဆိုရင်သူတို့ရဲ့အာဟာရကကံတရားပဲနော်အကြောင်းတရားလို့ဆိုလို့တယ်ပေါ့အာဟာရဆိုတဲ့စကားလုံးကလူတွေစားတဲ့တရားတွေစားတဲ့အစာဆိုတာကအထိပ္ပယ်တစ်ခုအကြောင်းတရားဆိုတာအထိပ္ပယ်တစ်ခုနှစ်ခုနော်အတ္တညတဘုံကပြပါကြီးကရုပ်ခန္ဓာပဲရှိတယ်သူလည်းပီတိမှမဖြစ်တာမဖြစ်ပေမဲ့လို့သူအသက်ရှည်နေတယ်လေအဲ့ဒါကြတော့ခုနကံတရားတွေလည်းအာဟာရပဲသူအတွက်လည်းအကြောင်းတရားတွေကတော့အလုံးမရှိကြတယ်ပေါ့အဲ့တော့တရားမှန်သမျှအကြောင်းကင်းပြီးတော့ယက်တည်တာမရှိဘူးဆိုတဲ့အဓိပ္ပာယ်ကိုဖော်ပြတယ်နော်လူတွေကတော့ထမင်းစားခြင်းပြီဆိုရွတ်လိုက်သေးတာသဗ္ဗေတ္တအာဟာရထိတိကလည်းနော်
သက်ရှိကိုစားရတယ်ဆိုတဲ့အဓိပ္ပာယ်လေးပြောတော့မှာတော့စားလို့စားတာပါသူစားခြင်းလို့စားတာဒါပဲပြောလိုက်သေးတာသဗ္ဗေတ္တအာဟာရတိတိကမစားလို့ဖြစ်လို့စားရတယ်ဆိုတဲ့ပုံစံမျိုးပြောလို့ရှိကြတယ်ပေါ့နော်အဲ့တော့သဗ္ဗေတ္တအာဟာရတိတိကတော်အလုံးဟာအာဟာရကြောင့်ယက်တည်နေတာဆိုတဲ့နေရာမှာနှစ်ခုမှတ်ထားလူတွေစားတဲ့အစာအာဟာရတွေလည်းအာဟာရနော်ပိဋိဆိုတာလည်းအာဟာရမြို့ချတဲ့တွေကလည်းအာဟာရပဲကတ္တရားကလည်းအာဟာရပဲလို့ဒီလိုမှတ်ထားအကြောင်းတရားတွေကလည်းအာဟာရပဲလို့နောက်တနည်းပြောမယ်ဆိုလို့ရှိရင်သက်ရှိသက်မဲ့နှစ်ခုကြည့်လိုက်သက်ရှိတတ္တဝါမှန်သမျှဆိုင်ရာသူအကြောင်းတရားလေးတွေနဲ့သက်ရှိတာသစ်ပင်ကြတော့ရောသစ်ပင်တွေကလည်းကြည့်လေရှည်မလောင်းရင်သေးတယ်လေဟုတ်တယ်မလားသစ်ပင်တို့ပန်းပင်တို့ရေမလောင်းရင်သေးတယ်လေရေဩဇာကုန်သွားရင်လည်းသေးတယ်လေခြားကြရင်လည်းသေးတယ်အဲ့တော့အဲ့ဒါတွေလည်းအာဟာရဆိုတာရှိတာပဲနော်အဲ့တော့အာဟာရဆိုတာအကြောင်းကိုဆိုလိုတယ်လို့ဒီလိုမှားရမယ်အဲ့ဒါကြောင့်နောက်ကသဗ္ဗေတ္တအာဟာရတိတိကသရဝါတွေဟာအာဟာရကြောင့်ယက်တည်နေရတာဖြစ်တယ်သရဝါတွေဟာပြုပြင်စီရင်ပေးတဲ့အကြောင်းတရားကြောင့်ယက်တည်နေကြတာဖြစ်တယ်ဆိုဒီအကြောင်းနှစ်ခုဧကောဓမ္မောတစ်ခုသောတရားဆိုတာပတ်သက်ပြီးတော့လုံးဝမငြင်းပါနဲ့တဲ့ဒါနဲ့ပတ်သက်ပြီးအငြင်းခုံမလုပ်ပါနဲ့ဒါလုံးဝမှတ်ပါတယ်ချောင်းကင်းတဲ့တရားဆိုတာမရှိဘူးတရားတွေယက်တည်မှုဆိုတာအကြောင်းပေါ်မှာယက်တည်နေတယ်ဆိုဒီအချက်နဲ့ပတ်သက်ပြီးတဏှီတဲ့လက်ခံကျင့်တော်ရမယ်ဒါမှလောကသားတွေအတွက်ရှိတဒုက္ခဖြစ်ပြီးတော့မြတ်စွာဘုရားရဲ့ဆုံးမတွေကြာရှိတီးမှာပါလို့ရှင်သာရိပုတ္တရာကဒီတစ်ချက်စုနဲ့နှစ်ခုဟောလိုက်တဲ့တစ်ခုနော်နောက်တစ်ခါနှစ်ချက်စုနဲ့ကြတော့တော်များများဟောထားတယ်33ခုနှစ်ခုအစုက33မျိုးဟောတယ်အဲ့ဒါလက်ပြန်ကျမဆက်ဟောပြအောင်33မျိုးအဲ့ဒါနဲ့ပတ်သက်ပြီးတော့လည်းမငင်းနဲ့တဲ့သုံးချက်စုနဲ့ပတ်သက်ပြီးတော့လည်းပဲဟောထားတာအများကြီးပဲနော်40ကျော်တယ်သုံးခုနဲ့ပတ်သက်ထားကြတော့40ကျော်တယ်40နဲ့50နဲ့9ခုအဲ့လိုဟောသွားတာအဲ့ဒီအချက်တွေဟာစိတ်ဝင်စားကြကောင်းတဲ့အချက်တွေပေါ့ရှင်သာရိပုတ္တရာဒါတွေနဲ့ပတ်သက်ပြီးမြတ်စွာဘုရားဟောတဲ့တရားတွေကိုအနှစ်ချုပ်ပြီးတော့ဒါတွေနဲ့ပတ်သက်ပြီးအငြင်းခုံမလုပ်ဖို့ဒီကဏ္ဍတတဗုဒ္ဓရဲ့တရားတွေနဲ့ပတ်သက်ပြီးအငြင်းခုံတွေဖြစ်ပြီးတော့သူတို့ဟာစိတ်ပြည့်စရာဖြစ်လာအောင်ရှံဖြစ်ကုန်ကြတယ်တော့မြတ်စွာဘုရားမရှိတဲ့အခါမှာအဲ့ဒါတွေရမဖြစ်ဖို့ကျွတ်တင်ပြီးတော့ဆုံးပါတဲ့ခါပဲဒါနော်ဒါကြောင့်တရားချစ်ခင်သူတော်တဲ့ပြိဿပေါင်းတို့မြတ်စွာဘုရားရဲ့ဘာဝခီးမှာရှင်သာရိပုတ္တရာကကျွတ်တင်ပြီးတော့သာသနာတော်အတွန်းရှိမြတ်စွာဘုရားရဲ့အဆုံးအမတရားတွေနဲ့ပတ်သက်ပြီးအငြင်းခုံတွေမဖြစ်ရအောင်ကျွတ်တင်ပြီးတော့သင်္ကေတိဓမ္မတွေကိုဟောကြားဆုံးမခဲ့တာဖြစ်တယ်အဲ့ဒီသင်္ကေတိဓမ္မတွေနဲ့ပတ်သက်ပြီးတော့ဘုရားကိုကြည်ညိုကိုးကွယ်ကြတဲ့ပုဂ္ဂိုလ်တွေအားလုံးဟာတတနဲ့ထွက်ပြီးတော့လိုက်နာကျင့်သုံးကြရမှာဖြစ်တယ်အငြင်းမပွားပဲနဲ့ဒီပေါ်မှာပဲလုံးဝယက်တည်ပြီးတော့နော်ကျင့်ကြံကြုတ်ကိုအထောက်ကြမှာဖြစ်တယ်လို့ကိုယ်စီမှတ်သားပြီးကြိုးစားအထောက်နိုင်ကြပါစေကုန်သတည်း